ရှင်ဒီလမွန်တာဆရာတော်ဒီနာတိတ်ချောင်းဘူဇော်ပွဲမင်္ဂလာကြီးမှာတေးရီကိုကျော်နိုင်ဦးဝန်တွင်ရေးဆက်ပြီးတော့အတော်ဆရာတော်အရှင်ဒီလဝတ္တာအားရွှေအိုင်ဆရာတော်ဤဘုံဖြူတေးလို့မြရတဲ့တေးလေးကိုဖျားတပိတော်မှာတမီးစောင်းမမှုသိမ်းမှာတိဆူဖြောပြတင်ဆက်မှာဖြစ်ပါတယ်အရှင်ဘုရားJust